အားလုံးပဲမင်္ဂလာပါဒီနေ့ပုံပုံကလွန်ခဲ့တဲ့2025ဒီဇင်ဘာလောက်ကဘလော့လေးတစ်ခုကိုအခုမှထပြီးတော့တတိယလို့စနေပြန်ပြီးတော့ဘလော့လေးအမှတ်တရအနေနဲ့လုပ်လိုက်တာပါဒီဘလော့ကအရင်တုန်းကအရင်အလုပ်အဟောင်းမှာ helper သွားစင်းရင်းနဲ့အလုံးနဲ့ပတ်သက်တဲ့အစည်းအဝေးခန်းရှူတွေပါတယ်လေသွားရင်းနဲ့တငယ်ချင်းတွေစီကိုအပြန်ဝင်လေတဲ့ဘလော့လေးဖြစ်ပါတယ်တငယ်ချင်းတွေရဲ့မျိုးပေါ့နော်သွားပြီးတော့အရင်တော့တကယ်တော့အဲ့မျိုးကတကယ်တော့ညီမအရင်တုန်းကခုမမိုတိုမှာနေခဲ့တော့ခုမမိုတိုတစ်ခေါက်သွားပြီးတော့လေတဲ့ဘလော့လေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ဟေပါသွားတဲ့ရက်ပေါ့နော်ညီမဟေပါကိုဒီခါကိုရှိမာကနေပြီးတော့ခုမမိုတိုကိုရှင်းခန်းစံနဲ့ကုမ္ပဏီချင်းနေပေါ့နော်ဟိုတယ်တက်ပြီးတော့ဟေပါသွားဆင်းပြီးတော့အဲ့ရအပြင်မှာဖူကူအိုကာကိုဝင်တာပေါ့နော်ဖူကူအိုကာမှာတင်တန်းတက်ပြီးတော့ရုံချုပ်ကဖူကူအိုကာမှာဆိုတော့အဲ့ရတဲ့တိုက်ဆိုင်ပဲဒီဇင်ဘာလေးခရစ်စမတ်လနေရဲ့အတွက်ကြောင့်မလို့ဖူကူအိုကာရဲ့ဟာကာတာအိခီမှာဒီလိုမိသားလေးတွေနဲ့လှလှလေးဆင်ထားတာကိုတပုံရိုက်ခဲ့ပါတယ်ပြီးတော့မတွေ့ရတာကြာပြီဖြစ်တဲ့အရင် blog အလုပ်ကတငယ်ချင်းတွေပေါ့နော်သူတို့နဲ့တွေ့ခဲ့ပါတယ်အဲ့ဒါပြီးသွားတာနဲ့မနောက်နေ့မနေ့ရောက်တော့ခုမမိုတိုကိုရှင်းခန်းစံစီးပြီးတော့တွားလိုက်ခဲ့ပါတယ်ခါကိုရှိမနဲ့ခုမမိုတိုကတော့တိတ်မဝေးဘူးပေါ့နော်စပြီးတော့ရောက်တာနဲ့ကျမတို့ရဲ့ဂျပန်တငယ်ချင်းကျမတို့အဲ့ဒါနဲ့ကြိုးစိုးပါတယ်တကယ်တော့ပေါ်တော်တော်နဲ့နေရပါအကုန်လုံးကတော့ပေါ်တော်တော်တွေပါပဲအဲတော့ကျမတို့ပေါ်သမျှကိုလည်းပေါ့နော်ကျမတို့ဂျပန်တငယ်ချင်းလိုက်ပေါ်ပေးပါတယ်သူကလည်းပေါ်တော်တော်နေတာဒါကတော့ကျမတို့ဓပုံရိုက်ပေးဖို့အတွက်ကျမရဲ့တငယ်ချင်းကောင်းနေရ supporting ပေးတာပါဒါကတော့ TikTok ဆော့ဖို့အတွက်ပေါ့နော် TikTok ဆော့တာကိုတယောက်ကတင်ပေးနေရပါအားကျိုးမှန်တဲ့နေပေါ့နော်အဲ့ဒါကိုဟိုဂျပန်တငယ်ချင်းကသူအောင်တော်တော်တက်နေပါပြီအားရပါရလေးတင်ပေးကြပါတယ်ဒါတော့ကျမတို့အလုပ်ထဲကကျမတို့အမြဲတမ်းခေါ်နေတဲ့ဂျီမာကြီးရဲ့နာမည်ပါပြီးတော့ကျမတို့ရဲ့ TikTok လေးကိုရှုစားပေးကြပါဦးကျမတို့ရဲ့ပေါက်ကရကနေ TikTok တွေပါဒါတော့ကျမကိုဂျပန်တငယ်ချင်းကကျမကိုမြင်စားတာတဲ့အဲ့ဒီအကောင်တကောင်နဲ့တူတယ်ဆိုပြီးတော့သူကတွဲပြီးရိုက်ပြတာပါဟိုရှိုးလျှောက်ပါတယ် Miss Grand မြန်မာပေါ့နော်လျှောက်ပါတယ်လာမလားတော့မသိပါဘူးကျမတို့ပြီးတော့ကစားပါတယ်ကျမတို့များနှလုံးသားကိုမကစားတတ်တဲ့အတွက်ကြောင့်ကျမတို့ကစားခွင့်ပါပဲကစားခဲ့ပါတယ်တော့ဟိုရှောက်ကြည့်ပေါ့နော်ခုမမို့တော့မှာထားခဲ့ရှိရအောင်တော်ကြီးဆိုတော့တည်ရပါတော့ကျမတို့ရှောက်ကစားပါတယ်အကျိုးမှန်တဲ့နေအလုံးလုံးမဟုတ်ပါဘူးကျမပုံလေးလေးဖြစ်ပါတယ်ဘတ်စကတ်ဘောလေးဖြစ်ပါတယ်အဲ့ခုမမို့တော့မှာကတိတ်ပြီးတော့အကြီးတော့နေဘက်ဆိုလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အကြီးတော့ဘာမှဆွေးမရှိတော့ဒါပေမဲ့တောင်ပေါ်မျိုးလေးဖြစ်တဲ့ကြောင့်မလို့အလုံးအရန်ကိုအေးချမ်းပြီးမျိုးကောင်းတဲ့မျိုးပါပြီးတော့အဲ့အတူတွေကအရန်ကောင်းခုမမို့တော့ပဲချစ်ပါတယ်အခုရိုက်လိုက်တော့တတ်မှတ်ပြီးတော့အကုန်လုံးဖြတ်ရိုက်ပြေဒုကြီးယူရမိုင်းနိုင်တာအိုး
ကျမကတော့ဒီအားကစားနဲ့ပါမလောက်ထိပါတယ်တလုံးမှမထိတာပါတလုံးဆိုတလုံးမှထိပါကျန်တဲ့အမရတော့ထိကြပါတယ်နောက်တနေ့ရောက်တော့ကျမတို့ကစားခွင့်ပြီးတော့အဲ့မှာတရိတ်ဆန်ရုံသွားပါတယ်ကျမတို့တရိတ်ဆန်တွေကိုသွားကြည့်ပါတယ်အဲ့တော့ရန်ကုန်မှာမကြည့်ဘူးလားဆိုတော့မဟုတ်ပါဘူးကြည့်ဘူးပါတယ်ဒီတိုင်းမျိုးသွားတာပါပြောလို့သွားတာပါအမှကျမကြားရီတွေ့ခဲ့ပါတယ်ကြားရီရန်ချစ်ဖို့ကောင်းပါတယ်ဒါပေမဲ့အိတ်နေပါတယ်အဲ့ဒါပြီးတော့ကျမတို့တရိတ်ဆန်ရုံမှာအမမေပဲရွက်တရားပြောရရင်ဆောင်းရင်းမို့လို့တော်တော်လေးလှလှပပယူပွင့်နေတာပေါ့နော်ပြီးတော့နေဘက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ဒီမှာလူတွေလည်းဒီမျိုးပေါ်တွေလောက်တော့မရှုံနေဘူးပေါ့နော်ကျမတို့သွားလဲလူတွေတိုးဝှေ့တာမျိုးတွေပါတွေကခိုင်ရှားပေါ့နော်နည်းနည်းတော့ရှင်းလေးအေးချမ်းလေးရှိတဲ့မျိုးလေးဘူးဆိုတော့ဒီမှာလူအများမများဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့အိတ်နေတာဒီကပန်ဒါလားကောင်းမတွေ့ဘူးဟိုးကြမ်းမှာအိတ်ဘူးအော်ဟုတ်ပါဟဲ့ဒါဟိုကလေးစိတ်ဒီကာတွန်းကရှိရလေဒီကာတွန်းကရှိရလေဗာလဲ시가 호박마 시가 호박마 시가
什么？你得也是的。为了录一下来妈妈，为了录下来，为了是娱乐上面。你这乌来些好，今晚出来了。今晚毛没花是一那个呀，老没花了。那等了没花。အခုမမောက်နွမ်းလို့ပဲပင်လဲကိုလာရှူစားတာပင်လဲကရေတော့မရှိဘူး 没开肯定错了。 ဒါပေမဲ့ရေတော့မရှိဘူးရေမရှိရေမရှိဘူး 你说那么骗不？めちゃくちゃ寒いだから私エビみたいになってちょっと私はあまり綺麗じゃないんですけど寒いだからこっちには女優みたいな写真撮ってますこっち見た見える写真が綺麗です寒くないかもしれませんですけどこっちに写真撮りましたあとでこっちにある2人はこっちに印みたいなワンピースの中にあるこれがあります知ってますかワンピース見たことありますか綺麗でしょ私のパパみたいな顔はわー大きな腹でいや寒いめちゃくちゃ寒いです綺麗でしょで後ろは山とこれ2人は2人ありますうちの豚です豚鹿児島に移動されましたのでその前にこっちに夜に行ったことあるんですけどこの時に水がいっぱいになってですけど今水は全然ないですですけどめちゃくちゃこれ山綺麗ですねこの橋見たこの橋が水がいっぱいにありますので歩いてるのは難しかったです最近はですけど今は本当にめちゃくちゃ車も運転してますねさっき友達とかはこっちに写真撮ってますめちゃくちゃ綺麗ですこれ私の先生です綺麗でしょやばい気をつけてနေကြပြီစိုးကြိုတိုင်ကကုစီအဲ့လိုဆိုရတော့မသိဘူးလေ तू ကခွဲနေပြီလေ तू ကဒီချိန်လာခေါ်မယ်တဲ့မီယို今すき家サーチンでဟာじゃあ今食べてますからねစားခြင်းဘူးじゃあ今イーティングナウはイーティングナウစားနေတယ်今すき家サネで
အမွေးထွက်သွားတွေ့လားမြင်ဘူးလားမိုင်းနော်မိုင်းယောက်ျားထိုင်နေငါမောက်တာရစင်းနေမောက်တော့ပြီပဲမောက်နေမှာမသိဘူးလက်ချီပါချတာကန်ကောင်းပြီအောင်ပြီအောင်စာလုံးမနဲ့လက်ချီပါချတာခင်ကန်စန်ဒီထိုးတယ်နိုင်အရင်ချောတယ်ချင်းနဲ့တိတ်ချောတယ်
じゃけんごめん取れない危ないから အဲ့တော့ကျမ3ရက်4ရက်လောက်ပေါ့နော်ကျမတို့တို့ပြန်သွားပြီးတော့ခုလိုမျိုးစိတ်ပန်းဖြီရှောက်စောရှောက်သွားခဲ့တာဒီပေါ့နော်အဲ့ဒါပြီးတော့ကျမပြန်ပါတယ်ကျမရဲ့နေတဲ့ခေါင်းကိုရှိမကိုပြန်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့အမှတ်တရအနေနဲ့တင်ခြင်းလို့ပေါ့နော်ကျမဖလက်ပြသွားပါပြီဘာလို့လဲဆိုတော့ကျမ4ရက်လောက်စတိုက်ပြီးရှောက်သွားရှောက်ခဲ့ထားတော့ကျမရဲ့မျက်နှာကိုကြည့်လိုက်ပါတော့အရန်ကိုကဲထားပါတော့အဆုံးသတ်နေတဲ့တခြင်းလေးနဲ့အဆုံးသတ်လိုက်ပါတယ်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်မတန်နေ